များတကာတွေလုံးကိုရဲ့ရွာစီကိုရဲ့ဌာနီအလေတစ်ခေါက်လာရောက်ဖို့တော့ပိုင်အိမ်ဖိတ်ခေါ်ရင်ပါသည်တောင်မာတော့ရွာလေးသာယာဘုံကိုပြောပြရင်သည်သန္တနာမြေပတ်လဲဝိုင်းစီရတဲ့ရတော်လာဘုံဝကြီးခါတလဲလာလဲဝါဒီပိုင်အိမ်ဖိတ်ခေါ်သည်တောင်မာတော့ရွာလေးယူသားစွာတည်ရှိနေပါသည်များတကာတွေလုံးကိုရဲ့ရွာစီကိုရဲ့ဌာနီအလေတစ်ခေါက်လာရောက်ဖို့တော့ပိုင်အိမ်ဖိတ်ခေါ်ရင်ပါသည်တောင်မာတော့ရွာလေးသာယာဘုံကိုပြောပြရင်သည်သန္တနာမြေပတ်လဲဝိုင်းစီရတဲ့ရတော်လာဘုံကြီးခါတလဲလာလဲဝါဒီပိုင်အိမ်ဖိတ်ခေါ်သည်တောင်မာတော့ရွာလေးယူသားစွာတည်ရှိသာသနာတရားများစွာထွန်းကားလို့လည်းကျွန်တော်တို့ဌာနီ